ဒီနေ့ကျတော့မိန်းကလေးတိုင်းတက်မရှိမဖြစ်လိုအပ်တဲ့ဘန်စီလီပါ EPO လို့ခေါ်ပါတယ်။မင်္ဂလာပါရှင် MC Mirror Beauty Channel မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီဗီဒီယိုလေးကိုအမေရန်ကြည့်ဆိုအားပေးတဲ့မိတ်ဆွေအားလုံးကိုဒီကနေ့အရန်ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။အခုဆက်လက်ပြီးကျွန်မတင်ဆက်ပေးသွားမယ့်အကြောင်းကတော့မင်းတင်ဆက်ပေးသွားမှာဖြစ်လို့ဒီဗီဒီယိုလေးကိုအစအဆုံးကြည့်ပြီးကြပါလို့တောင်းဆိုချင်ပါတယ်။ကဲဒီဟာကျတော့ omega 6 fatty acid ပါဝင်ပြီးမှ linolenic acid ကိုလည်း70ကနေ 74% လောက်တော့ပါဝင်နေဟုတ်တယ်ပြီးတော့ gamma linolenic acid တွေကိုလည်းပါဝင်တဲ့အတွက်ကြောင့်သူကတကယ်သဘာဝပန်းစီလီကနေထွက်တဲ့အစီလီဖြစ်တဲ့အကြောင်းကိုအရင်တစ်ပတ်ကပြောသွားတာဟုတ်တယ်အခုကျတော့ဒီဟာတောက်တဲ့လူတွေအတွက်တအားကြိုက်ပြီးမြဲတချို့တွေကမတော့ရဲကြဘူးဘာဖြစ်လို့လဲဆိုဝတ်မှာကြောက်လို့လေနော်ပြီးတော့သူကအစားလည်းဝင်နေအိတ်လည်းဝင်နေဒါမဲ့မဝတ်အောင်ဘယ်လိုတော့ရမလဲကဲမဝတ်အောင်ဘယ်လိုတော့ရမလဲအဲ့ဒါကအတိဖို့လိုအပ်တယ်နော်ကျွန်မစင်2010ကနေသုံးနေအခုချိန်ထိမြင်တဲ့အတိုင်းပါပဲသူကကျတော့ဘယ်လိုမျိုးလဲဆိုတော့တရက်မှာတော့3ခါတောက်လို့ရတယ်ပြီးတော့အဲ့ဒီ3ခါလေးထမင်းစားပြီးမှပဲတောက်ရမှာနော်ထမင်းစားပြီးမှတောက်ရမယ်အစားတော့လေထမင်းစားပြီးမှကိုပဲကိုကတောက်ရနော်ပြီးတော့တချို့တွေကြတော့တရက်မှာ2ခါတောက်တဲ့လူတွေရှိတယ်ထမင်းစားမှဝါမမကြောက်ဘူးဆိုရင်တောက်ပါကိစ္စမရှိဘူးသူကတဘာဝပန်းစီဆိုတော့ကိစ္စမရှိဘူးဒါပေမဲ့ကျွန်မကြတော့အဲ့လိုမတော့ရဘူးကျမတရက်တစ်ခါပဲတောက်ပါတယ်တရက်တစ်ခါတောင်မှလေညနေပိုင်းမှာမတောက်ပဲနဲ့ကျမမနေ့ပိုင်းမှာပဲတောက်တယ်အဲ့ဒါဆိုတော့ပြီးတော့ကိုကနည်းနည်း weighted ပြီးဒီအစားလည်းအယောင်းဝင်တယ်အိတ်လည်းအယောင်းဝင်တယ်ဆိုရင်ကျမလေ2ပတ်လောက်ကိုနားလိုက်တယ်2ပတ်လောက်ကိုနားလိုက်ပြီးမှပြန်စားတယ်အဲ့လိုမျိုးနဲ့ကိုကအမေရန်လုပ်တယ်အမေရန်လက်တောက်ရှင်တဲ့အတွက်ကြောင့်လေဒါမဲ့ကိုကလှုပ်ရှားပင်ပန်းတော်လာချွေးရက်ထွက်တယ်ပြီးတော့ဝါမှလည်းမကြောက်ဘူးဆိုရင်တော့တရက်မှာ2ခါလဲတောက်လို့ရတယ်3ခါလဲတောက်လို့ရနော်ဒါမဲ့အခုပြောတာကဝါမှကြောက်တဲ့လူတွေအတွက်တော့ကိုကတစ်ခါတောက်ပါမနေ့ထမင်းစားပြီးမှတောက်ပါပြီးတော့ဘာစီးပေးမစိုးတောက်ရင်ရေတောက်ပြီးရနော်ရေတောက်ပြရနော်ပြီးတော့ဝါညှို့လို့လည်းရတယ်ဝါလို့လည်းရတယ်ရေလေးနဲ့တောက်ပါပြီးတော့လေကိုကအဲ့ဒါအများအားတောက်လို့အစားလည်းရောင်းဝင်တယ်အိတ်လည်းရောင်းဝင်တယ်ဆိုရင်ကတော့အိတ်လို့လည်းရန်ကောင်းတယ်ဆိုပြီးမှကိုကနည်းနည်းဝိတက်မယ်ဝိနည်းနည်းတက်လာပြီဆိုတော့နှစ်ပတ်လောင်လာလိုက်အဲ့ဒါဆက်ပြီးပြန်တောက်လိုက်ကိစ္စမရှိဘူးနော်နောက်ဆိုလဲကျမလက်တွေ့လုပ်ပြီးမှကောင်းတဲ့ဟာလေးတွေပြီးတော့မင်းကလေးတိုင်းအတွက်တုံးတင်တဲ့ supplement လေးတွေကိုလည်းတင်ဆက်ပေးတော့မဟုတ်တယ်ပြီးတော့မျက်နှာရှစ်ပစ်အောင် massage တို့ပြီးတော့စပင်မျက်လုံးနှာခေါင်း make up ဒီကိုယ်လုံးအလှပနဲ့ပတ်သက်ပြီးအမေရန်တင်ဆက်ပေးတော့မှာဖြစ်လို့ဒီဗီဒီယိုလေးကိုအမေရန်ကြည့်ဆိုအပ်ပေးကြပါလို့တောင်းဆိုချင်ပါတယ်ကဲ comic ရဲ့အတွက်အကျိုးရှိမယ်ဆိုရင် like share subscribe မိနေနော် see you next time bye bye god bless you all love you all see you on next video bye bye see you ကောင်းကွက်တွေကိုလေကတရားထိပြောလို့ရနော်ဒါမဲ့မပြောတော့ဘူးတရားထိနားလေလို့လွယ်အောင်ကဒီလောက်လေးပဲပြောသွားတာဟုတ်တယ်အမှန်တကယ်အရန်ကိုကောင်းတာဟုတ်တယ်လို့ပဲပြောချင်ပါတယ်တုံးကြည့်ပါဒါမဲ့ကိုကမတုံးတဲ့မှာလည်းတချို့တွေကကြောက်တဲ့လူတွေရှိတယ်နောက်ဗီဒီယိုမှာလေကိုကမဝအောင်ဘယ်လိုတုံးတင်တယ်လဲဆိုတဲ့ဟာကိုဘယ်လိုစားတင်တယ်ဆိုတဲ့ဟာကိုလည်းတင်ဆက်ပေးတော့မှာဖြစ်လို့နောက်ဗီဒီယိုမှာကိုလည်းအားပေးကြပါလို့တောင်းဆိုချင်ပါတယ်ကိုမစ်ရဲ့အတွက်အကျိုးရှိမယ်ဆိုရင် like share subscribe မမေ့နဲ့နော် see you next time bye bye god bless you all love you all see you on next video bye bye